မှာ2ရက်ခွဲနေလိုက်တာပဲသူပဲတာဖြစ်သွားပြီနောက်ကြောက်အောင်လေးစီးပါတဲ့ချင်းကကိုတိုင်းပါတဲ့ဘာလဲမလဲဒီလိုမှနေရလူတွေကတော့စီးပါတယ်ဆိုတော့ရထားလိုင်းနဲ့တက်ဖို့ရှော့တယ်နော်ကျော်မနာရီကပကြီးကအစ်စ်ကိုကြည့်ဖို့ဒုတ်ချူတန်းစီနေတာပါကြည့်လိုက်ပါအောင်လူကြီးကိုနေတော့လူကြီးမဟုတ်ပါဘူးအမှတန်းစီနေရပါပဲကဲဒီနေ့ကတော့ဒုတိယနေ့ပါဘာခေါ်တာလဲတန်းရှာ7မိနစ်တယောက်ကမရတော့ဘူးငါတန်းကြည့်သွားတင်ခလိုက်ရတယ်နမောဒီပါခုဒီမှာစပတ်ချာ point မှာရောက်နေပါပြီI promise I'm yours, always and forever, through the good and the bad, for worse or for better. I wanna be with you for the rest of my days. I promise I love. တွေ့လား driver တွေ့တယ် pick in 4 minutes အားကျတယ်နော်ဒီမှာတော့ချက်တယ်ဒီမိုင်းကိုနိုင်ခွက်လောက်ရှင်းနေဒီပေါ်မှာဟုတ်တယ်။တော့မလားတဲ့။ဒီလူမြူဇီယံပြလိုက်တယ်ရောက်ပြီတော့ဒီဘိုက်ချတာလည်းနေအောင်သား။ဘာဒီရင်ဆွဲတယ်အောင်။ကားပြရနဲ့ဘယ်သွားလို့သွားရမလဲမသိဖြစ်နေရပါတော့။ဒီနေ့တိုင်းပဲလူတွေလည်းအများကြီးပဲ။ဟိုလည်းဘယ်သွားလို့သွားရမလဲမသိဖြစ်နေတယ်အခုဒီမှာ information မှာတော့သွားပြီးတော့မေးကြည့်မယ်။အင်္ဂလိပ်လိုပဲရခဲ့တယ်ဂျပန်လိုမရှိဘူး။ကိုရီးယားနေဝင်ရဒီဝင်ဟုတ်။မွန်နာလီဇာရှိတယ် Let's go ဒီတော့တိုးတယ်တို့ group တွေနဲ့ ဂျပန် group ရှိရင်ကြာတော့ရောင်းပေးလိုက်တာအေးနော်မွန်နာလီဇာပကြီးကားရှိတဲ့ဝင်းပေါ့နော်ဒီကိုရောက်ပါပြီဒါအပေါ်မှာဟိုမြင်ရတဲ့တိကန်လို့ခြုံရင်နော်အမိုးကြီးနော်ဟုတ်မှတင်နေဒီ page ကိုလာရင်တော့ Look Museum တွေကိုဝင်တင်တယ်နော်ဝင်တင်တယ်လို့လည်းပြောလို့ရပါတယ်ရှောင်းလာတဲ့လူကတော့မဝင်နဲ့အကျဉ်းကြီးပဲကိုမရှိမှမိုနာလီဇာတဲ့လူတွေကတော့အများကြီးပါပဲဟောဒီကနေ့မှာတန်းစီရမှာဖြစ်ပါတယ်မိုနာလီဇာပကြီးသားကိုတန်းမြင်နေရပါတယ်မိုနာလီဇာပကြီးသားမိုနာလီဇာနဲ့မိန်းမနဲ့ဘယ်လောက်လှလဲဆိုတော့ကြာတစ်ချက်ကြည့်ပြီနော်ရှင်မလို့ပဲကွာဒါပေမဲ့မိုနာလီဇာကိုကောင်းမမြင်အောင်ပြင်တယ်မိန်းမညာကျော်မိုနာလီဇာပကြီးကအစ်စ်ကိုကြည့်ဖို့ဒုတ်ချူတန်းစီနေတာပါဘယ်လောက်ရှိပါလဲကြည့်လိုက်ပါအောင်လူကြီးကိုနေတော့လူကြီးမဟုတ်ပါဘူးအမှတန်းစီနေရပါပဲဒီထဲကိုဝင်လာဒီဟာကိုကြည့်ကြတယ်နော်။ညာကြည့်ပြီးတန်အောင်တော့ကြည့်မယ်။ဒီတော့ပါလက်လိုက်ပါအောင်နော်။ဒါတော့ကိုကကြောင့်မိုနာလီဇာပကြီးကအစ်စ်ပါ။မျိုးဝန်ထမ်းနေတယ်သူတို့ကစောင့်ပြီးတော့ကာထားပါတယ်။လီဇာပကြီးကလည်းရိုက်ပြီးတော့ပါပြီ။ဘယ်လိုမျိုးခံစားရလဲ။မိုက်လား။မိုက်လားဆိုတော့လေ။ဟုတ်ပါစိတ်ကျင်တဲ့တကွာကိုရီးမြန်မာတွေတော့ကတော့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်။ဒီသမိုင်းတွေကကိုကြည့်နိုင်တယ်။ဒါနဲ့ကြည့်ပြီးပြီကွာ။ကဲကြည့်တဲ့တကားပဲ။ကတော့မနော်။ဒီမှာနေဘူးနေ။ဒါရ Look Museum ကြီးပါအကြီးပါပဲအကျယ်ကြီးပဲနော်။ဒါတော့ Look Museum ရဲ့အပေါ်ကဒီမြေပြင်ကပေါ့နော်။ glass နဲ့လောက်ထားတဲ့ pyramid တွေပါ။တော့တိုက်တယ်ဆောင်းနေ။ပုံလေ
ရိုက်ပြီးသွားပါပြီ ရုပ်တွေလည်းနာပါပြီ 6တွေလည်းနာဝါရောလား စားနေချာတော့ ဒါကတော့ Look Museum ရဲ့ရင်မြင်ဖို့ရင်မြင်ဖြစ်ပါတယ်ဒီနေ့က anniversary နေ့ဖြစ်တယ်ဆိုပြီးတော့မနက်ကတနေ့ကုန်ပတ်သွားညောင်း အဲ့မှာ2ရက်ခွဲနေလိုက်တာပေးတာဖြစ်သွား ဖြစ်သွားပြီအဲ့ဒါအခုဟိုတယ်မှာခဏနားပြီးရတယ်လည်းအပြင်ပြန်ထွက်မယ်အခုညနေတင်တာတော့စားမှာဖြစ်ပါတယ်စိတ်မြစ်တဲမှာဒီ cruise စီးနဲ့တင်တာစားမှာဖြစ်ပါတယ်အဲ့ဒါအခုသူတို့နဲ့တွေ့ရမယ့်နေရာကိုသွားနေပါတယ်အစိမ့်မြစ်ထဲမှာရှောက်လေနဲ့တင်တာစားမယ်နောက်ကြပြီထင်းနေရနော် နောက်ကြောက်အောင်ရေးစေးပါတဲ့ဒီချင်းကကိုတိုင်းပါတဲ့လက်ဖက်လေးပြလာပြီ10 year anniversary ဒါကတော့ cheese လိုမျိုးဒါခဲရင်တယ်ဒါကတော့ဗာလဲတော့မသိဘူးဒါကမချနဲ့လောက်ထားလားဗာလားပုံမှန်ပါပဲဒီကကောင်းပါပုံမှန်ပေါ့ကြောက်ဆွဲတယ်စာနေရလားတနေ့လုံးစောနေလဲပြီးတော့ ဒီမင်းကောင်စားဒီမှာလည်းစား ပါးလေးတောင်ကြောက်သွားတယ် နေလောက်နော် တင်းတင်းကိုနေခွက်လောက်နေရတယ်ပါးလေးကြားရပါတင်းတင်းသားကြီးဖြစ်သွားတယ်တဲ့တင်းတင်းနေခွက်လောက်နေဟမ်ဘူတာလုံးဝကျော်ဝိုင်းမိမလိုက်ရုံနဲ့နောက်ပါလေနော်နောက်တစ်ခါကျရင်တင်းတင်းကြိုက်လို့ရောလို့နော်ကြော်ကြီးလိုက်ပြင်မယ်ကြော်ကြီးကျော်လာတယ်ဒီခွဲမဲနေရတယ်ဟာ ဒီမှာနေရလူတွေကပါရှိပါဘာလို့ဆိုကြရထားလိုင်းနဲ့တက်ဖို့ရှော့တယ် နော်ဟုတ်တယ်နော်အဲ့ဒါ ဟိုမှာလမ်းမေးမှာကားလေးကားနေနော် မကျော်ဟုတ်မှာကနေတာဟုတ်ပါဟုတ်တာမင်္ဂလာဝဲလုပ်နေတာသမုံနေတာအဲ့တော့ဒုတိယဟင်းပွဲပါရောက်လာပြီနောက်တော့ချက်သားမင်းပါတယ်ပြီး မဲသားကိုကောင်းကောင်းခင်ခိုင်းတာ မစားနေတယ်ဒီမှာပါအိုက်ဖယ်တာဝါပက်ပမှာရှိတာလေ တက်ပုံသွားရဲလို့ရပါတယ်ပြင်ထွက်ပြီးတော့သွားကြည့်မယ်ဆိုပြီးတော့လုံးဝလက်ပန်းကြောက်သွားတာဒါပေမဲ့တော့ဒီနေ့ကြောက်တွေတအားနာဒါပေမဲ့သွားမယ် ဒီမှာ face ကတုတ်တုတ်ပါကျွန်တော်တို့เนี่ยအခုဒီမှာ Eiffel Tower ကိုရောက်နေပါတယ် နှဲမုတ်တဲ့လူလေးနဲ့ဆော်ပြီးကားတဲ့လူလေးနဲ့လုံးဝဝယ်ကြည့်တဲ့ရောက်နေတယ်ဒါပေမဲ့ မိုက်ရနော်ဒီလုံးလေးနဲ့ရှင်းလေးဒီဖက်တာဝါကြီးကိုလည်းကြည့်ပြီးသွားပြီမြောင်သားဒီနေ့ကကျွန်တော်တို့ရဲ့စိန်နေပြည့် anniversary เนาะမြောင်သားမနေ့လင်းကလေးရှောက်သွားတယ်6တွေလည်းနားနေပြီတနေ့ကုန်မနေ့ကတနေ့ကုန်เนาะဒီနေ့တနေ့ကုန် ကြိုက်တယ်ပေးတယ် ကြိုက်တယ်เนาะ face ကမိုက်ရနော် မိုက်တယ်ဆိုရတယ်ကိုရင်းနဲ့ဘယ်လိုပြောပြီးလဲပေါ့တိုက်ပြီးဒီမှာကျတော့ကျင်းချက်တယ်မွန်းချက်တယ်ဒီက privacy တားမြင်တယ်ဒီမှာလွတ်လပ်တယ် freedom ဆန်တယ်လွတ်လပ်ပြင်မဲ့သူများကိုဒုက္ခပေးကြတာ